မင်္ဂလာပါရှင်ဒီနေ့တော့မြက်ခမ်းလုံနေတာကာဆိုးမှုနမိတ်လေးလားဆိုတော့စောင်းမလေးတစ်ပုဒ်ကို hellosiawin.com website မှာအေးတီမွန်ရေးထားတာကိုဖတ်ကြားပေးထားပါတယ်ရှင်မြန်မာလူမျိုးတော်တော်များများကအသားလုံနမိတ်ကိုယုံကြည်ကြသလိုမြက်ခမ်းလုံတယ်မြက်ခုံးလုံတယ်ဆိုရင်စိတ်မကောင်းစရာစိတ်ဒုက္ခဖြစ်စရာတွေကိုခံစားကြုံတွေ့ရတော့မယ်ဆိုတဲ့နမိတ်လို့ယုံကြည်ကြပါတယ်တကယ်ပဲမြက်ခမ်းလုံတာကကာဆိုးမှုနမိတ်လေးလားပေါ့ပရိသတ်ကြီးရောဘလို့ထင်ပါလဲမြက်ခမ်းလှုပ်တယ်ဆိုတာဘာများလဲမြက်ခမ်းလှုပ်တယ်ဆိုတာကအဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါမြက်ခမ်းလှုပ်တာကတစ်ခါတလေမှာမျိုးရိုးလိုက်တာလည်းဖြစ်နိုင်ပါသေးတယ်တကယ်တော့မြက်ခမ်းလှုပ်တယ်ဆိုတာကမျက်လုံးတစ်ဝိုက်ကကြွက်သားလေးတွေကအယမ်းပင်ပန်းလွန်းတာမျိုးဖြစ်တဲ့အချိန်တွေနဲ့အေးအေးပြက်တာများတာမျိုးအချိန်တွေမှာခံစားရနိုင်တဲ့မျက်လုံးပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတစ်ခုပါပဲမြက်ခမ်းလှုပ်နေတာကဆိုးမှုနမိတ်လေးလားမျက်ခမ်းလှုပ်တာကနေ့စဉ်ဘဝရဲ့အလေးအထားတွေကြောင့်မျက်လုံးကြွက်သားတွေအပေါ်မှာတက်ရောက်နေတဲ့ကျန်းမာရေးအကျိုးဆက်လေးတစ်ခုပါမျက်လုံးတစ်ဝိုက်ကကြွက်သားတွေကထိမ့်ချုပ်လို့မရဘဲအလိုလိုလှုပ်သွားတာမျိုးပါမျက်လုံးကတစ်ခုခုအာယုံစိုက်လိုက်ချိန်မှာပိုးပြီးပြင်းထန်တာကိုခံစားရနိုင်ပါတယ်မျက်ခမ်းလှုပ်တာကကန်ဆိုးမှုကြောင့်မဟုတ်ဘဲအခုလိုအခြေအနေတွေကြောင့်လှုပ်ရတာပါဘယ်လိုအချက်တွေလဲဆိုတာကိုတော့ဆက်ကြည့်လိုက်ရအောင်နော်စိတ်ဖိစီးတာစိတ်ဖိစီးမှုတွေအများများနေတာကသွေးတွင်းတကြားတက်ကိုမြင့်တက်တာမျိုးဖြစ်စေနိုင်တယ်လို့သွေးတိုးတာအေးအေးပြက်တာတွေကိုလည်းဖြစ်စေနိုင်ပါတယ်ဒီအချက်တွေပြင်စိတ်ဖိစီးမှုများလာတာကမျက်လုံးကြွက်သားတွေအပေါ်တက်ရောက်မှုဖြစ်ပြီးမျက်ခမ်းလှုပ်တာကိုလည်းခံစားရနိုင်ပါတယ်ဒါကြောင့်မျက်ခမ်းလှုပ်လာပြီဆိုရင်ကာမကောင်းတဲ့နမိတ်လေးလားလို့မတွေးခင်စိတ်ဖိစီးစရာတွေများနေပြီလားဆိုတာကိုအရင်ဆန်းစစ်ကြည့်ပါလို့ပြောချင်ပါတယ်မျက်စိညောင်းတာတနေ့ကုန်ဖုန်းသုံးကွန်ပျူတာသုံးနဲ့ screen time တွေများနေတာမျိုးစာတွေကိုတစ်ချိန်လုံးဖတ်နေတာမျိုးတွေကမျက်လုံးတွေညောင်းညာစေပြီးနေ့စဉ်ရက်ဆက်ဒီလိုအခြေအနေတွေကိုခန်းစားရချိန်မှာမျက်ခမ်းလှုပ်တာကိုခန်းစားရနိုင်ပါတယ်။ဒါကြောင့်တစ်ခါတလေမှာမျက်ခမ်းလှုပ်တာက screen time များနေတာကြောင့်ဖြစ်နိုင်ပါတယ်။ကဖိန်းနဲ့ဆေးဝါးတချို့ကြောင့်ကဖိန်းပါတဲ့အစားအစာတွေဖြစ်တဲ့ကော်ဖီလက်ဖက်ရည်လက်ဖက်ကိုလာစတာတွေလိုမျိုးကဖိန်းဓာတ်ပါဝင်တဲ့အစားအစာတွေကိုစားတာတချို့သောဆေးဝါးတွေကိုတောက်သုံးတာကလည်းမျက်သားတွေကိုလှုပ်တာမျိုးခံစားရနိုင်ပါတယ်။မျက်သားခြောက်တာမျက်လုံးတွေခြောက်တာမျက်သားခြောက်တာနဲ့မျက်ရည်ခမ်းတာတွေကလည်းမျက်ခမ်းလှုပ်တာကိုခံစားရနိုင်တာပါ။ဒါကြောင့်မျက်စင်းလေးကိုပုံမှန်လေးခတ်ပေးတာမျိုးမျက်ရည်တူလေးထည့်ပေးတာမျိုးလုပ်ကြည့်ပေးပါ။အေးအေးပြက်တာညဘက်တွေမှာအိတ်ဆက်ချိန်ပြေပြေဝဝမရတာကအေးအေးပြက်တာကိုခံစားရနိုင်စေပါတယ်။ဒီလိုအေးအေးပြက်တာမျိုးများလာတဲ့အခါမျက်ခမ်းလှုပ်တာကိုလည်းခံစားရစေနိုင်တာပါ။ဒီအခြေအနေကြောင့်မျက်ခမ်းလှုပ်တာကိုတက်တာစေဖို့ဆိုရင်ညဘက်တွေမှာအေးအေးဝဝအိတ်တာမျိုးလုပ်ပေးဖို့လိုပါမယ်။တခါတလေမှလည်းအကြောင်းရင်းမဲမဲရရမရှိပဲမျက်လုံးတွေလှုပ်တတ်ပါတယ်။ဘယ်လိုတက်တာအောင်လုပ်မလဲ။မျက်ခမ်းလှုပ်တာကတိတ်မပြင်းထန်တဲ့အခြေအနေမျိုးမှာအခုလိုနီလန်းလေးတွေနဲ့သက်သာအောင်လှုပ်ဆောင်လို့ရပါတယ်။ဒီတော့မျက်ခမ်းလှုပ်နေတာတိတ်မပြင်းထန်ဘူးဆိုရင်တော့အေးရေးဝဝအိပ်ပါကဖိန်းလျှော့ပါအယ်ကိုဟောလျှော့ပါစိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါမျက်ရည်တူမျက်စင်းခတ်ပေးပါဒီနီလန်းတွေလှုပ်ကြည့်ပေမဲ့မသက်သာဘူးအယမ်းပြင်းထန်မယ်ဆိုရင်တော့ဆရာဝန်နဲ့ပြကြည့်ဖို့လိုပါတယ်။ဒါလေးတွေသိထားဖို့လိုပါတယ်။မျက်ခမ်းလှုပ်တာကမျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့အခြေအနေတစ်ရပ်ပါမျက်ခမ်းလှုပ်ရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးပေမဲ့အုံနောက်နဲ့အာယုံကြောကနေအခြေခံပြီးဖြစ်လာတဲ့ဆိုတာပါပဲမျက်သားခြောက်တာစိတ်ဖိစီးတာခြေကုံလက်ပန်းကျတာဆေးဝါးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်များသောအားဖြင့်တော့မျက်ခမ်းလှုပ်တာကအန္တရာယ်မရှိဘဲယာယီသာခံစားရတာဖြစ်ပြီးအချိန်တိုင်းတာတစ်ခုမှာသူ့အလိုလိုသက်သာသွားတတ်ပါတယ်မျက်လုံးလေးကိုတန်ဖိုးထားပါအားလုံးပဲကျန်းမာရှင်လန်းကြပါစေရှင်